တယ်ငားတယ်ဆိုတဲ့စကားလုံးပြောချင်မယ်နော်ချီးတယ်ငားတယ်ဆိုတဲ့အဓိပ္ပာယ်ကကြဲ့ချီးတယ်ငားတယ်ဆိုတဲ့အဓိပ္ပာယ်ကကြဲ့ဆိုတဲ့အဓိပ္ပာယ်ကချီးသည်ငားသည်ပြန်ပြောမယ်ချီးသည်ငားသည်ဆိုတဲ့အဓိပ္ပာယ်ကိုကြဲ့ချီးသည်ငားသည်ဆိုတဲ့အဓိပ္ပာယ်ကိုကြဲ့ချီးသည်ငားသည်ဆိုတဲ့အဓိပ္ပာယ်ကိုကြဲ့ဒါဆိုတော့စကားရေးပြတော့မယ်ဒီမှာကြည့်ငါကိုချီးပါငါကိုချီးပါအဲ့တော့သူ့ရဲ့ချွတ်ချက်အနေနဲ့ကျမတို့ဘာကိုကြည့်ရမလဲဆိုဒီမှာကိုဆိုတဲ့စကားလုံးလေးပါတယ်မှာကိုဆိုတဲ့စကားလုံးလေးကိုဆိုတဲ့စကားလုံးလေးပါပြီဆိုရင်နော်ဒီလိုကိုဆိုတဲ့စကားလုံးလေးပါတယ်ဆိုရင်ဒီရဲ့ချီးပါဆိုတဲ့စကားလုံးဒီရဲ့ပါကြတော့အဓိပ္ပာယ်မရှိနော်ချီးတယ်ဆိုတဲ့စကားလုံးကိုငါရဲ့အရှိကိုပို့ရမယ်ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုချီးတယ်ကိုဒီမှာဘယ်လိုပြောထားလဲဆိုကြဲ့ငါဆိုတဲ့စကားလုံးကိုဝေါ်ကြဲ့ဝေါ်ဆိုပြီးဖြစ်သွားမယ်ဘာကိုကြည့်ရမလဲဆိုကိုဆိုတဲ့စကားလုံးလေးပါမှာပါကြည့်ရမှာအဲ့လိုကိုဆိုတဲ့စကားလုံးလေးပါတယ်ဆိုဒီအနောက်ကဒီလိုစကားလုံးသူ့ရဲ့ main စကားလုံးလေးတွေကအရှိကိုတွားရတာများတယ်နော်နောက်တစ်ခါသူ့ကိုချီလိုက်သူ့ကိုချီလိုက်ပေါ့ဒါဆိုလဲအတူတူပဲဆရာတို့ဘာပါလဲဆိုတော့ကိုဆိုတဲ့စကားလုံးလေးပါတယ်အဲ့မှာဒီမှာကိုဆိုတဲ့စကားလုံးလေးပါတယ်လိုက်ဆိုတဲ့စကားလုံးကတော့ဘာအဓိပ္ပာယ်မှမရှိတဲ့အတွက်ဆရာတို့ဒီချီရယ်ဆိုတဲ့စကားလုံးကသူ့ရဲ့ main ကအခုတင်နေရတယ်နော်အဲ့တော့သူ့ကိုချီလိုက်ဆိုရင်ဒီမှာချီရယ်ဆိုတဲ့စကားလုံးကအရှိကိုရောက်သွားမယ်ဒါဆိုရင်ဘယ်လိုသွားမလဲဆိုတော့ကြဲ့ထားဆိုပြီးဖြစ်သွားမယ်ကြဲ့ထားသူ့ကိုချီလိုက်ဆိုပြီးအဲ့လိုဖြစ်သွားမယ်နော်ငါ့ကိုချီပါဆိုရင်ကြဲ့ဝေါ်သူ့ကိုချီလိုက်ဆိုရင်ကြဲ့ထားအဲ့လိုဖြစ်သွားမယ်ကြဲ့ထားအဲ့လိုဖြစ်သွားမယ်ဒါဆိုရင်ချီတယ်ငားတယ်နောက်တစ်ခါနေငါကိုပတ်စံချီနေငါကိုပတ်စံချီနေငါကိုပတ်စံချီလို့ဆရာမပြောတယ်လူပုဂ္ဂိုလ်2ယောက်ကဘယ်တော့မှကတ်ပြီးတော့သုံးလို့မရဘူးလူပုဂ္ဂိုလ်2ယောက်ကဘယ်တော့မှကတ်ပြီးသုံးလို့မရဘူးပြီးတော့သူကဘာပါလဲဆိုတော့ကိုဆိုတဲ့စကားလုံးနဲ့ပါတယ်ကိုဆိုတဲ့စကားလုံးနဲ့ပါတယ်ဆိုတဲ့အတွက်အခုတင်နေတာကလည်းဆိုချီတယ်ငားတယ်ဆိုတဲ့စကားလုံးအဲ့တော့ဆရာမတို့ဒီချီတယ်ငားတယ်ဆိုတဲ့စကားလုံးကိုဒီရဲ့ကြားထဲကိုထည့်လိုက်တော့မယ်အဲ့တော့နေငါကိုပတ်စံစီဆိုရင်နီချီတယ်ဆိုတဲ့စကားလုံးကကြဲ့ငါဆိုတဲ့အဓိပ္ပာယ်ဝေါ်နောက်တစ်ခါပတ်စံဆိုတဲ့အဓိပ္ပာယ်ချင်းအဲ့တော့နီကျဲ့ဝေါ်ချင်းဒီကိုတွေကအဓိပ္ပာယ်မရှိဘူးဒါပေမဲ့ဒီကိုတွေကသူကကျတော့ဒီကိုလေးတွေမြင်ပြီးဆိုတာနဲ့ချီးရငားတယ်ဆိုတဲ့စကားလုံးလေးတွေကအရှိမှသွားမယ်နော်ကျဲ့ဆိုတဲ့အဓိပ္ပာယ်ချီးရငားတယ်ဒါဆိုသူ့ရဲ့မချီးဘူးမငားဘူးဆိုတဲ့အဓိပ္ပာယ်ပူကျဲ့ဆိုတဲ့အဓိပ္ပာယ်သွားမှာမချီးဘူးပူကျဲ့ဆိုတဲ့အဓိပ္ပာယ်မချီးဘူးမငားဘူးနော်ပူကျဲ့ဆိုတဲ့အဓိပ္ပာယ်ကမချီးဘူးမငားဘူးဒါဆိုရင်ငါသူ့ကို900မချီဘူးပေါ့အဲ့တော့ငါသူ့ကို900မချီဘူးဆိုလဲအတူတူပဲဆရာမတို့ဒီမှာဆိုရင်ဘာစလုံးလေးပါမယ်ဆိုတော့ကိုဆိုတဲ့စကားလုံးလေးပါမယ်ဘာစလုံးလေးပါမလဲကိုဆိုတဲ့စကားလုံးလေးပါမယ်ပြီးတော့လူပုဂ္ဂိုလ်2ယောက်ကက်ရက်ကြီးပါမယ်လူပုဂ္ဂိုလ်2ယောက်ကက်ရက်ကြီးပါမယ်ဆိုရင်ဆရာမတို့ကဒီမှာသူကကျတော့ချီးတယ်ငားတယ်ဆိုတဲ့စကားလုံးရယ်မချီဘူးမငားဘူးဆိုတဲ့စကားလုံးကိုလာပြီးတော့သုံးခိုင်းတာဆိုတော့ဒီမှာမချီဘူးဆိုတဲ့စကားလုံးကိုနေနဲ့ငါနဲ့တူနဲ့ခြားတယ်ကိုထည့်လိုက်တော့မယ်အဲ့တော့ငါဆိုတော့ဝေါ်မချီးတယ်ဆိုတဲ့အဓိပ္ပာယ်ကပုကျက်ဘသူ့ကိုမချီရလဲသူ့ကိုမချီတာထားဘလောက်မချီရလဲ900ဆိုတော့ဝူးပိုင်900ဆိုတော့ဝူးပိုင်အဲ့တော့ဝေါ်ပုကျက်ထားဝူးပိုင်